ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရွှေကစ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဗျနော်ငါကိုမာလေးအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျကဲဒီဗီဒီယိုလေးကျွန်တော်22ရက်6လ2026နော်တင်းကနေတော့ဗီဒီယိုလေးဖြစ်မယ်နော်ကဲအဖွင့်ပွဲမှာကျွန်တော်အကိုမာတွေနော်အစီပြေခြင်းနဲ့နော်အောင်မြင်ခြင်းနဲ့ကံကောင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးအောက်မှာရှိပေးပါဗျနော်ကဲကျွန်တော်ရဲ့ channel လေးကိုနော်အခုမှစာကြည့်တဲ့ကိုမာတွေအားလုံးနော် subscribe လေးလုပ်သွားမယ်လက်မလေးထောင်သွားမယ်ဗီဒီယိုလေးကိုတက်နိုင်ကြလို့ share ပေးမယ်နော်ကဲအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါလိမ့်ဗျနော်ကဲကျွန်တော်တို့ပြီးခဲ့တဲ့ပတ်မှာနော်ကျွန်တော်ကိုမာတွေကျွန်တော်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျွန်တော်ကိုမာတွေနော်ကျွန်တော်မိတ်ဆွေအားလုံးနော်အကောင်းဆုံးပုံစံလေးတော့ကျွန်တော်ဖြတ်ကျော်ခဲ့ပြီးပြီနော်ပြီးခဲ့တဲ့ပတ်မှာကျွန်တော်ကိုမာတွေနော်တော်တော်များများအကုန်လုံးကိုကျွန်တော်ဘက်ကပတ်တီးကောင်းအောင်နော်ဇာတိုးပတ်တီးဒီမှာကျွန်တော်ဒါ channel လေးရှိရနော်ဇာတိုးပတ်တီးနှစ်လေးဆိုတယ်မဝေးနော်လဲထွက်ခဲ့တယ်เนาะကျွန်တော်နှစ်စော်ကြီးပဲပြီးခဲ့လို့ကျွန်တော်ကိုမာကိုကျွန်တော် free လေးထပ်ပေးခဲ့တယ်เนาะနှစ်လေး main ဩကွက်နဲ့เนาะကျွန်တော်တည်တံ့ပေးထားရည်လည်းရှိပါတယ်ကျွန်တော်ကိုမာတွေကျွန်တော် channel ထဲမှာမြဲတစေเนาะထည့်ပေးထားပါတယ်ဗျเนาะဒီမှာကျွန်တော်ရဲ့ဒါ Viber channel လေးပါဗျเนาะဒီ channel လေးကိုလည်းကျွန်တော်ဗီဒီယိုအောက်လေးမှာကျွန်တော်ချပြပေးမယ်အဲ့ရရင်လည်းဆင်လာရောက်ပြီးလည်းမေးမြန်းနိုင်ပါတယ်ဗျเนาะကဲအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါလိမ့်ဗျเนาะကဲကျွန်တော်တို့ဒီတောက်ကြနေမှာဘယ်လိုလေးတွေတွားမလဲဆိုတာလေးကိုကျွန်တော်ဘက်ကနှင်းဖြစ်ပေးမယ်เนาะကဲပြီးခဲ့တဲ့အပတ်မှာကျွန်တော်တို့အဖွင့်မှာဘူပရိတ်နဲ့ဘူပရိတ်မနှညာဖွင့်တယ်နော်80-28ဆိုပြီးတော့ဖွင့်တယ်အပိတ်မှာလည်းသူကပဒေတာနဲ့မပိတ်တော့ကျွန်တော်2လေးနက်ခတ်3-1ဆိုတယ်နော်3-4နဲ့4နဲ့နှလုံးကြံတော့2လေးနက်ခတ်နဲ့3-1ညီကိုနဲ့ကျွန်တော်တို့ပိတ်ခဲ့တယ်ဗျနော်ကဲအခုပြန်လာမဲ့တစ်ပတ်မှာအဖွင့်မှာကျွန်တော်တို့ဘလို့သွားပြီးတော့ဖွင့်နိုင်လဲဆိုတော့ကျွန်တော်အကူမတွေကိုအကြံတစ်ခုပြုချင်တယ်နော်ကဲကျွန်တော်ပတ်တီးအဖြစ်အားဖြင့်ကျွန်တော်22ရက်6လ2026မှာပတ်တီးအဖြစ်ကျွန်တော်ကြိုက်တာဆိုလို့ရှိရင်တော့เนาะ42ဖြစ်မယ်เนาะ42ပတ်တီးဖြစ်မယ်24ပတ်တီးဖြစ်မယ်ကီးရဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့အဲ့မှာဘာပြန်ကြပေးရမလဲဆိုတော့က9639ညဆိုတဲ့ကီးတစ်လုံးကပြန်ကြပေးလိမ့်မယ်เนาะကျွန်တော်တို့454640 252620ဒါလေးဒီ main ဩကွက်ဖြစ်မှာဗျာเนาะကဲကိုမတို့အနေနဲ့ဆရာကြီးကျွန်တော်တကွက်ကောင်းမှာเนาะတကွက်နှစ်ကွက်လောက်ပဲထိုးခြင်းနဲ့တကွက်နှစ်ကွက်လောက်ပဲတင်ပြီးတော့ကိုင်းနေတယ်စော်ခြင်းနဲ့ဆိုတော့အကိုမတွေကိုကျွန်တော်ပါပေးမလဲဆိုတော့25နဲ့45เนาะ25ရဲ့45ရဲ့နှစ်ကွက်ကိုတင်ထိုးနိုင်ပါတယ်ဗျာเนาะ25 45ကိုတင်ထိုးမယ်ကျွန်တော်ခုနပြောတဲ့24ပတ်တီကိုเนาะပတ်ထားမယ်เนาะ24ပတ်တီအတွက်အကောင်းပါတယ်เนาะကဲ653ညကီးလေးနဲ့တွဲပြီးတော့ main ရောက်ကွက်ထုတ်မယ်ခုနကျွန်တော်ပေးတယ်နဲ့9နဲ့4 5ကိုလက်ဆောင်ဖြစ်ပေးပါတယ်ဒါလေးကိုပို့ပြီးတော့တင်ထိုးပေးမယ်ဗျာနော်ကဲမင်္ဂလာရှိတော့ကျွန်တော်ကိုမကြီးအားလုံးเนาะကျွန်တော်ဗီဒီယိုလေးကိုအမြဲစီကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့เนาะကဲကျွန်တော်ဗီဒီယိုလေးကိုเนาะ subscribe လုပ်သွားပါเนาะလက်မလေးထောင်းတော့ဗီဒီယိုလေးကိုတက်နိုင်တယ်လို့ share ပေးပါကိုမတို့မျိုးเนาะအရှုံးများနေအခက်အခဲရှိတဲ့ကိုမတွေဒီဗီဒီယိုလေးကိုမတို့ share ခြင်းဖြစ်เนาะမြင်ရမယ်တွေ့ရမယ်ဆိုလို့ရှိရင်အကုန်လုံးအတွက်အောင်မြင်စေမှာပါဗျာနော်အဆင်ပြေစေမှာပါအဲ့အတွက်ဗီဒီယိုလေးကိုတက်နိုင်တယ်လို့ share ပေးကြပါလို့ပြောချင်ပါတယ်ဗျာနော်ကဲမင်္ဂလာရှိတော့ကျွန်တော်ကိုမာရီအားလုံးနော်စိတ်ချမ်းသာကြီးကိုရမှချင်တယ်ပြည့်စုံကြပါလိမ့်ဗျာတော်လန်းတာလို့လန်းလန်းပြောအဲ့ဒါစိတ်သွားရင်ကိုပါလို့လိုရင်စမ်းနိုင်လေးပြေးသွားကြပါလိမ့်နော်ကဲအားလုံးပဲအားဆိုရင်ကျွန်တော်တနင်္လာနေ့မှာတလောက်နဲ့ပဲကျွန်တော်ဘက်ကချပြလိုက်မနေ့ကအင်္ဂါနေ့မှာကျွန်တော်တို့ပြန်လဲစုံတွေ့ကြရင်းနဲ့နော်အင်္ဂါနေ့မှာအောင်မြင်ပြီးတော့เนาะအင်္ဂါနေ့ဗီဒီယိုလေးမှာဆက်လက်ပြန်လဲစုံတွေ့ကြမယ်လို့ပြောရင်းနဲ့အဲ့ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲကျွန်တော်ကျင်နေလိုက်ပါပြီဗျာเนาะမင်္ဂလာရှိတော့ကျွန်တော်ကိုမာကြီးအားလုံးပဲเนาะနေလေးပတ်တီးဖြစ်မယ်653ညကီးဖြစ်မယ်เนาะ269520 464540နဲ့25နဲ့45တော့လက်ဆောင်ဖြစ်ကျွန်တော်ထုတ်ပေးလိုက်ပါဗျာကဲအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးမှာကံကောင်းကြပါစေဗျာเนาะကဲကိုလက်ပါ